မင်္ဂလာပါတချို့ကဝေးချစ်သူကလေးတွေပြလေကလေးပူဆွေးနေဒီလိုပါပဲသူလည်းမကြည့်သေးငယ်ကြွဆွေလွမ်းနေဒါပေမဲ့သားတယောက်မှအမေတခုသားတခုမို့ပါပဲလေမန်ဆာလို့တန်တာကလွမ်းရတဲ့အဖြစ်လေးတွေမိမိရဲ့မငိုနဲ့နော်လေးရှိခိုးဦးချကြောလက်ပါမေညာအေးလေအမပြောပဲနေမင်းဘယ်လိုနေရှာမလဲလေကြိတ်ကြိတ်ထနာတမိုက်ပြည့်တွေပြန်တောင်းမှပြစေစိတ်နေမြတ်ပြရှိမလေးပြန်လေဆုံးစီရဖို့တည်းခဲ့ဝေးတာမွေရဲ့မွေရဲ့မနဲ့မှတောင်းစုပြုခဲ့တာမနေပြီမိမိမငိုနဲ့နော်လေးရှိခိုးဦးချကြောလက်ပါမေချိုးကအဝေးချစ်သူလေးတွေပြန်လေကလေးပူဆွေးနေဒီလိုပါပဲချစ်နဲ့မကင်ကြီးငယ်ကျွမ်းဆွေလွမ်းနေဒါပေမဲ့သားကြောင့်မမေမေကူတာကူမဘာပဲလေမဆလို့တကန်တော့ရတဲ့ဖြစ်ကလေးတွေမိမိရင်မူနဲ့နိုလေးရှိဦးကိုချကတော်လေးပါမေညာအိမ်ရင်လေအိမ်မပြောဘဲနေမိဘလိုနေရှာမလဲနေအချင်းချင်းထလောင်းတမိတ်ပြည့်တွေပြန်တောင်းမယ်မြာစီစိတ်နေမပြရှင်မလေးပြန်လဲဆုံးစီရဖို့တပြေခဲ့ဝေးတမွေရဲ့နေမနဲ့ပြတောင်းစုပြုခဲ့တာမနဲ့ပေမိမိရဲ့မငိုနဲ့နော်လေးရှိခိုးဦးချကြောရဲ့ပါမေတွေ့တယ်ပါ